ဆိုတာမောင်တယောက်ထဲပါပန်းပန်းရဲ့နတ်ဆလာရဲ့မို့လူတိုင်းကိုကြောက်မောင်ကမပြေရာတဝဲလေးမရှိသေးဆိုပြန်လာဒီအမတ်သစ္စာရှင်သူကမင်းစုပါဒီကဝိရာရှင်ဒေဝီဝေဝီဒီဂရီတပါကောင်းစု